မင်္ဂလာပါပါတယ်ကျွန်တော်နာမည်ကတော့ trainer Brian ဖြစ်ပါတယ်โอเคအခုပြမယ်လေ့ကျင့်ခန်းတွေကတော့အောက်ပိုင်းလေ့ကျင့်ခန်းလေးတွေဖြစ်ပါတယ် main ကလေးတွေအတွက်ပို့ပြီးတော့ဦးစားပေးတာပါเนาะโอเคအဲ့ဒါဆိုရင်ကျွန်တော်တို့စားလိုက်ကြရအောင်အခုအောက်ပိုင်း squat ထိုင်မယ် squat ကဒီပခုံးရဒီခါရဒီ6ရလို့တစ်ဖြောင်းနဲ့ပြင်နေရမယ်အခုtop half လို့ခေါ်တဲ့ squat ထိုင်နေနေပါမယ်เนาะသူကဒီအောက်ကနေထိုင်စားတယ်ရင်ဖွင့်ထားတဲ့ chest up ပြီး90 degree လောက်ပဲပြီး body ပြန်တက်တယ်အဆုံးထိဒီလိုပြန်မတက်ဘဲနဲ့ဒီလောက်လေးမှပဲပို့ရမယ်up လေရှူသွားမယ်ညမောထောင်းမယ်โอเคအဲ့ဒါကိုအကောင့်နေတယ်စကွတ်ကိုပဲဒီ position နေထားနေပဲကျွန်တော်အောက်တိထိုင်ချလိုက်တယ်ပြီးသွားရင်ဒီတစ်ဝက်ပဲပြန်တက်ပါ90 up အောက်တိထိုင်ချတယ်အပေါ်ပြန်တက်အောက်တိထိုင်ချတယ်အပေါ်ပြန်တက်မယ်โอเคအဲ့လောက်လေးပဲနောက်တစ်ခုကဒီလို full squat ဆိုတော့ full squat နေသားမှာဆိုရှီပြားလေးနည်းနည်းလေးဘေးကိုဖွင့်ထုတ်လိုက်ဖွင့်ပြီးတော့ထိုင်နေဒူးလေးနဲ့ဒီလိုတဲ့အောက်ထိထိုင်ချတယ်ပြန်တက်တာ full squat သွားမယ်နောက်တစ်ခုအနေနဲ့ sumo squat ပေါင်တွင်းသားတွေပဲပေါ့နော်အဲ့ဒါကဒီရှေ့မလားလေးလဲလိုက်မယ်ဒီလောက်အနေထားပေါ့အရင်လည်းမကျင်းဘူးအရင်လည်းမကျဲဘူးဆင်းတယ်အောက်ထိတော့အရင်မဆင်းပါဘူးဆင်းရဒီကောင်နေပဲဒီအရင်သားတွေပို့ထိမှာဆိုတော့နော်ဒီပေါင်တွဲအောင်ပဲသွားစီတယ်ရှာစပ်ဒီလောက်ပဲโอเคနောက်တစ်ခုကတော့သူကလမ်းကျန်းလို့ခေါ်ရတယ်လမ်းကျန်းကိုတစ်ဖက်ချင်းတီးတက်မသွားဘဲနဲ့ order နဲ့ swim လုပ်ပြီးသွားမှာနော်ရှေ့ကိုသွားမယ်နောက်ရှောက်ကလေး90 degree ချတာပဲဒီလိုကြီးကြုံမသွားဘူးချတာရှင်းဖွင့်လာမယ်ချက်စပ်ပြီးလာရတိုင်းပြန်သွားတယ်အားလုံးပဲနောက်ပတ်ဒီမှာလည်းဒီထက်ကောင်းတဲ့အစီအစဉ်တွေနဲ့ပြန်လာအောင်ပါအောင်မယ်အခုလေ့ကျင့်ခန်းတွေကိုလည်းအိမ်မှာလိုက်လုပ်ကြည့်ပြီးတော့ဘယ်လိုအကျိုးသက်ရောက်မှုရှိတယ်ဆိုတော့လည်း comment လေးတွေမှာဖြည့်ပေးခဲ့ဖို့လည်းကြံပြချင်ပါတယ်โอเคကျေးဇူးတင်ပါတယ်